ဖြစ်နိုင်ရင်အရက်လေနင်းနေရှည်ချင်သေးသလိုလူကောင်လေထွားချင်သေးတယ်ဆိုတဲ့လူငယ်လေးတွေနားထောင်ပေးပါခန္ဓာကိုယ်ကတဘဝအတိုင်း human growth hormone လို့ခေါ်တဲ့လူကောင်ကြီးထွားစေတဲ့ hormone ကိုအများဆုံးထုတ်ပေးတဲ့အချိန်တစ်ခုရှိပါတယ်အဲ့ဒီအချိန်ကညပိုင်းအိပ်ရာဝင်တဲ့အချိန်မှာအိပ်ရေးဝဝလင်လင်ရတဲ့အချိန်မှာပဲဖြစ်ပါတယ်အိပ်တာကိုအကျဉ်းအားဖြင့် light sleep stage ရဲ့ deep sleep stage ရဲ့ REM sleep stage ရဲ့ဆိုပြီးတော့၃ခုခွဲခြားထားပါတယ်အဲ့ဒီအထဲကမှ deep sleep stage က human growth hormone လို့ခေါ်တဲ့လူကောင်ကြီးထွားစေတဲ့ hormone ကိုအများဆုံးထုတ်ပေးတဲ့အချိန်ဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်မို့လူငယ်လေးတွေdeep sleep stage သို့မဟုတ် slow wave stage sleep ကိုအများဆုံးရနိုင်မယ်ဆိုလို့ရှိရင်တော့အရက်လေးရှည်ထွက်လာနိုင်သေးသလိုလူကောင်လေးကြီးလာနိုင်ပါတယ်စေတနာနဲ့မျှဝေပေးတာပါ